ဟဲ့တကားလေးတင်တဲ့ငါနဲ့ဘာရံညိုးရံသားရှိလို့ငါသွားမဲ့လမ်းရှိကနင်ပိတ်ပြီးတော့ရတာလေနင်မကြိုက်တာငါဘာလို့မိတယ်တကားလေးကိုလည်းငါမသိဘူးအဲ့တော့ဘယ်ကနေဘလို့လာလို့ငါသွားမဲ့လမ်းခရီးကိုဘာဖြစ်လို့ပိတ်ပြီးတော့ရထားတာလဲဖဲငါသွားမဲ့လမ်းရှိကနေမရနဲ့အဲ့ဒီလိုသူ့ဟာထေရီကပေးတိုင်းလမ်းဖယ်ပေးဖို့ပြောတော့ဟိုအမှုသမားကအမလေးနုနဲနဲထေရီမယ်လေအရွယ်ပျော်ပျော်နဲ့ဘယ်လိုသဘောမျိုးပေါက်လို့ယဟန်ဘောင်ကိုရောက်သွားရတာလဲအခုချိန်ဆိုတာလေဝတ်တုံးဆင်းတုံးရွှင်တုံးပြောတုံးခိုက်မှာပြိုရွယ်သူတွေရဲ့စရိုက်နဲ့နှစ်ချိုင်ပျော်ပျော်ရွှင်ရွှင်နေသင့်ပါတယ်ဗရုံးရောင်ပမာ3000တွာသပင်လေးကလည်းပဲအမလေးခေါင်းပေါ်မှာမရှိတော့ဘူးသန္တာများရဲ့ပလဲမုတ်တာစိတ်ရွှေဆိုတဲ့ယရဏများကလည်းမစင်ရင်ကိုယ်ရုပ်သွင်းညှိုးငယ်အောင်ဖန်ရည်ဆိုတဲ့သင်္ကန်းကိုယ်သာဆင်မြန်းလို့ထားတာသနာတရားလွန်ကောင်းတယ်ရှေ့ကုသိုလ်ကံကြုံလို့အရှင်မနဲ့တပည့်တော်နဲ့လမ်းထဲမှာဆုံညတာဟာအရွယ်ချင်းကြည့်တော့လေအတူတူအဲ့တော့ဓမ္မတူတူပြောမယ်ဟောဒီဆင်မြန်းထားတဲ့ဟံမပါတဲ့ဖန်ဝါဝိယုံကိုချွတ်ပုံပြီးတော့တပည့်တော်နာကိုလိုက်လို့တပည့်တော်နဲ့အတူတူအရှင်ဘုရားအိမ်တော်ပြုတော်မူပါဘုရားလို့ဘေသတ္တေအမှုသမားကခြေစကားကြိုက်စကားတွေအဲ့ဒီမှာယူယူမူမူနဲ့ပြောတော့ထေရီမကဟဲ့တကလေးဘုရားသာသနာတော်မှာတိတ်ခါဆောင်ထိန်လေးရဲ့ဇာသိမ့်ကိုကျင့်နေတဲ့ငါလိုပုဂ္ဂိုလ်မျိုးကိုတကလေးဘာဖြစ်လို့ဒီစကားတွေပြောနေလဲမပြောသင့်ဘူးတကလေးတို့နေထိုင်တဲ့လူလောကရာဇကြိုမြို့ထဲမှာမိမချောမိမလာတွေအလွန်ပေါ်တယ်အဲ့တော့ဇတ်တူတဲ့သူနဲ့ယူတဲ့ဟိုငါဘယ်လိုမှလက်မခံနိုင်ဘူးလို့ပြောတော့လဲပဲပေသတ်တွေရှေ့တိုးလာတယ်အဲ့ဒါနဲ့ရှေ့တိုးလာတော့ခြေစကားကြိုက်စကားတွေပြောလာတော့အဲ့တော့ထေရီမယ်လေးကညင်းဟောအမှုသမားကဇော့အတင်းအဲ့ဒီလိုဖြစ်နေတယ်အနာဂံဆိုတော့လည်းပဲပေသတ်တကောအဘိညာဉ်ကလည်းမရသေးဘူးယဟန္တာဖြစ်မှရမှာဘာဖြစ်မှရမှာလဲအနာဂံဆိုတော့တကောပင်ရှင်ကလည်းမရသေးတော့ဒါလောက်ပြောမရတဲ့ကောင်နေခဲ့ဟာဆိုပြီးတော့ကောင်းငင်ပြန်တက်သွားရင်လည်းဟုတ်သားယဟန္တာဆိုရင်နော်အခုတော့ယဟန္တာမဟုတ်သေးတော့အနာဂံဆိုတော့ကောင်းငင်လည်းမပြန်နိုင်သေးတော့ခွတ်တော့ကြပြီဘယ်နဲ့လောက်ကောင်းလည်းမသိဘူးမိမနဲ့ယောက်ျားနှစ်ပန်းလုံးအောင်လဲအင်အားချင်းကလည်းမမျှအဲ့တော့ဘေသတ္တေသူဘာထေဘိက္ခုနီဘာကငါနာမဲ့သူဘာလို့ဟောတော်လဲပဲသူဘာမဟုတ်ဘူးတကလေးရဲ့အတုပငါခန္ဓာကိုယ်ထွားတာကိုယ်ဘောက်ကထွက်တာတွေကယွန်စရာတွေကြီးပဲတခုမှမရှိဘူးကောင်းတာတခုမှမရှိဘူးအဲ့တော့မင်းတကလေးဘာကောင်းတာရှိလို့ကင်ပြောသန်းဆိုတော့အမှုသမားကပြောတယ်ဓမ္မအရှင်မရဲ့တကူလုံးအကုန်လုံးလှဒါပေမဲ့လို့ရှင်မတကလေးရဲ့နှလုံးကိုတိမ့်ကြုံယုံငင်ပြီးတော့ဖမ်းစားနိုင်တာကအရှင်မရဲ့ခန္ဓာကိုယ်အလှဆုံးပြောရင်မျက်လုံးနဲ့အလှဆုံးပါပါတယ်လေအဲဒီမျက်လုံးကြောင့်ဒုက္ခရောက်ပြီဒီမျက်လုံးကြောင့်ဘာရောက်ပြီလဲဩငါတကူလုံးအတုပဖုံနေတယ်လို့ပြောတာနင်ကအလှဆုံးမျက်လုံးလားဟုတ်တယ်ရှင်မရဲ့မျက်လုံးအဲ့တော့သူ့ဘာထေကြီးကစဉ်းစားတယ်ဟဲ့တကလေးတကူလုံးမှာအလှဆုံးတွေ့ပြီလားတွေ့ပြီဘာလဲမျက်လုံးဩဒီမျက်လုံးပေါ့ဟုတ်တယ်ကဲတကူလုံးရဲ့အလှဆုံးဟာဒီမျက်လုံးဆိုရင်ဟောဒီမျက်လုံးဟာမျက်ဝမျက်ရှိတွေထွက်တယ်ငါခေါ်ရကောင်းမလားအိုးမျက်ဝမျက်ရှိဟောလည်းပဲတင်တရားရမှာမဟုတ်တော့ဘူးအဲ့တော့ဒီလောက်တောင်မှချင်းမနေတဲ့မျက်လုံးထုတ်ပေးလိုက်တာကောင်းတယ်ဆိုပြီးတော့ပေသတ်တွေအဲ့ဒီမှာဘယ်ဘက်မျက်လုံးကိုညာဘက်လက်နဲ့ခါတဲ့မျက်လုံးအိမ်ထဲကိုလက်ညှိုးနဲ့လက်ခလက်နှစ်ခုစုံကုတ်ပြီးတော့ပေသတ်မျက်လုံးကုတ်ထုတ်တာဘာကုတ်ထုတ်တာလဲတရားနဲ့ဆင်ခြင်ပြီးတော့ကင်တလောက်တောင်လိုချင်တဲ့မျက်လုံးသူလိုချင်တာပေးလိုက်မှနားအေးမယ်သူလိုချင်တာပေးလိုက်မှနားအေးမယ်ဆိုပြီးတော့ဘယ်ဘက်မျက်လုံးကိုညာဘက်လက်နဲ့ကုတ်ပြီးတော့ထုံလဲထုတ်ပြီးတော့လက်ထဲမှာတခါတည်းမျက်လုံးကင်ပြီးတော့ကဲမင်းလိုချင်တဲ့မျက်လုံးဟောဒီမှာချင်းမွန်းကန်ဖွင့်နေတဲ့မျက်လုံးယူပေတော့လို့ငါသွားမဲ့လမ်းခရီးကိုမနှောက်ရှက်ပါနဲ့တော့မျက်လုံးထုတ်ပေးတာဘာထုတ်ပေးတာခါအဲ့ဒီမှာဘေးသားရေးမျက်လုံးကြီးလက်ထဲမှာကင်ပြီးတော့ပေးလဲပေးတော့အမှုသမားအနာမကတ်တော့ကတ်သေးလားနောက်ဆုတ်သွားမျက်လုံးကြီးကြည့်တော့မျက်နှာကြီးကမျက်လုံးခောက်ပဲကြီးနေတယ်ဘယ်နှမှာကြည့်မကောင်းတော့ဘူးဘယ်လောက်လှတယ်ပြောဘယ်လောက်ကြက်သေးပြော
ဒါကြောင့်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဟိုမျက်နှာမှာလေအဓိကမျက်လုံးမျက်နှာမှာအဓိကပါလဲအခုကပြက်တာတွေမဟုတ်ဘူးမျက်လုံးကိုဘယ်မျက်လုံးဖောက်ပေးလိုက်တာလောက်တောင်ချင်းမွနေတဲ့မျက်လုံးကဲယူသွားပြီတော့ဟဲ့ငါလန်ခကြီးနှောက်ရက်နေတာများများအေးမယ်ဆိုပြီးတော့ပေးလိုက်တဲ့အခါကျတော့မှပြည်သားတည်းဟာမျက်လုံးကိုကုတ်ထုတ်ပြီးတော့အမှုသမားလက်ထဲကိုထက်ပေးလိုက်ရောအမှုသမားလန့်သွားတယ်တဲ့အမှုသမားဘာဖြစ်သွားလဲလန့်သွားတယ်တဲ့လှပါတယ်ဆိုတဲ့မျက်နှာကလည်းပဲပြည်သားတည်းလှသေးလားမလှတော့ဘူးမျက်လုံးဟောက်ပဲကြီးနဲ့မျက်နှာကြီးကဘယ်လိုကြီးကိုဖြစ်သွားမှမသိတော့ဘူးဟိုမှာပေးတယ်ကိုင်းရော့ယူဆိုတော့ဖြစ်မှဖြစ်ရလေငါအတွက်ကြောင့်မျက်လုံးတစ်ဖက်ပြရပြီခုနကလှမ်းနေတဲ့မျက်နှာမျက်လုံးတစ်ဖက်မရှိတော့ကြောက်စရာကြီးပါလားရုပ်အစင်းပြက်လို့နှစ်သက်ဝယ်မရှိတော့ပါလားလို့တွေးပြီးတော့ကြောက်အားလာအားနဲ့ပေးတာတွေအဲ့ဒီမှာကမန်းကနာဥသုံးချိန်ကုန်းချတယ်တဲ့အမှုသမားဥပဒေချိန်ကုန်းချဥသုံးချိန်ကုန်းချတောင်းမှပြီးတော့ဖနှောက်နဲ့တင်ပါတသားတဲ့ကြအောင်ပြေးတော့အမှုသမားရန်ကရှင်းသွားပြီဘယ်သူရန်ကရှင်းသွားလဲအမှုသမားရန်ကရှင်းသွားပြီအဲ့တော့ငါဘာဆက်လုပ်ရင်ကောင်းမလဲဇီဝကတည်းကဥယျာဉ်တွင်းသွားရင်ကောင်းမလားသို့မဟုတ်ကျန်တဲ့မျက်လုံးတစ်ဖက်ပဲရှိတော့တယ်အဲ့တော့မြတ်စွာဘုရားရောက်သေးကဘုရားလည်းမဖူးပါသေးဘူးအဲ့တော့မြတ်စွာဘုရားသွားဖူးတာကောင်းမှထင်ပါတယ်ဒီဘက်ကမျက်လုံးမျက်ကြောတွေပြန်ပြီးတော့ဒီဘက်ကူးလာဒီဘက်မျက်လုံးကွယ်သွားဘုရားကမဖူးလိုက်ရဖြစ်အောင်ပဲအဲ့တော့ကျန်တဲ့မျက်လုံးတစ်ဖက်နဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုသွားပြီးတော့ဖူးရရင်ကောင်းမယ်လို့သူ့ဘာတည်းဆုံးဖြတ်ချက်ချပြီးတော့ဘုရားတည်းဇီဝကတည်းဥယျာဉ်တွင်းကိုမဝင်တော့ဘဲနဲ့ဝေလူဝန်ကျောင်းတော်ကိုသွားတယ်ဘယ်ကိုသွားလဲဝေလူဝန်ကျောင်းတော်ကိုသွားတော့ဝေလူဝန်ကျောင်းတော်ရောက်တဲ့အခါကျတော့မှအဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဖူးတွေ့ရတော့ဘုရားရှင်ကိုရောမြတ်ကသူ့လာမှာတိလို့ဘုရားစောင့်နေတဲ့သူလာမှာတိလို့ဘာလို့လဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကဗုဒ္ဓသနပလင်ထက်မှာနီလာပိတာလောဟိတာဩဒတာမင်းစိတ်တရလို့ခေါ်တဲ့ရောင်ကြီးတော်6စုတဲ့ရောင်ကြီးတော်ဘယ်နှစုရောင်ကြီးတော်6စုမျိုးကွန်းတော်မူပြီးတော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့စိန်တောင်ကိုနေတောင်နဲ့ဒီလိုအယောင်နေလက်နေသလိုမြတ်စွာဘုရားရှင်ကိုရောမြတ်ခန္ဓာကိုယ်တဲ့ကနေသောရောင်ကြီးတော်ဖြူသောရောင်ကြီးတော်မောင်းသောရောင်ကြီးတော်ရွှေသောရောင်ကြီးတော်6စုမြို့ကွန်းတော်မူပြီးတော့ခန္ဓာကိုယ်ရင်တိုက်ထဲမှာသတင်းသုံးနေတာကိုသူ့ဘာထေရင်ပိယတန်တည်းမျက်လုံးတစ်ဖက်အုပ်လို့တစ်ဖက်ကဘုရားရှင်ကိုရောမြတ်ကိုမျက်လုံးတစ်ဖက်နဲ့ဖူးလဲဖူးမြင်လိုက်ရရောခန္ဓာကိုယ်မှာပီတိတယ်တဲ့ပီတိဆိုတာဝမ်းသာတာပီတိဆိုတာဗါတယ်လေပီတိဆိုတာဝမ်းသာတဲ့ပီတိစိတ်တွေကြည်ညိုတဲ့တရားတွေတဲ့တဘွားဘွားဖြစ်ပေါ်လာပြီးတော့အဲ့ဒီပီတိတွေဖြစ်လာတော့ပီတိပတ္တတိတဲ့စိတ်တွေပါကြည်လင်လာဘာတွေကြည်လင်လာလဲစိတ်တွေပါကြည်လင်လာတယ်ဝမ်းသာတာကနေပြီးတော့စိတ်တွေပါကြည်လင်လာပြီးတော့အဲ့ဒီကြည်လင်တဲ့စိတ်ကရုပ်တတ်တွေပါပြန်ပြီးတော့ကြည်လင်စေတဲ့အတွက်ကြောင့်မို့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဖူးတွေ့ရတဲ့ပီတိတရားတရားစိတ်ကြည်လင်မှုတရားမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့တကောတော်အနန္တဘုံတော်အနန္တကံတော်အနန္တအဲ့ဒီအကြောင်းတစ်ခုထောက်ပံ့ပြီးတော့ပျက်စီးသွားတဲ့မျက်လုံးတစ်ဖက်ဟာဘုရားရှင်ကိုရောမြတ်ကိုခိုးမြင်လို့ပြီးတဲ့အဆုံးမှာပဲဘွားခနဲ့ပြန်ပြီးတော့ပေါ်လာတယ်တဲ့မျက်စိပြန်ကောင်းသွားတာဘာကောင်းသွားတာမျက်စိပြန်ကောင်းသွားတာဘိသတ္တေအဲ့ဒီတော့မှမြတ်စွာဘုရားထံတော်မှာကောင်းသွားတဲ့မျက်စိလေးပေါ်ပြီးတော့သူ့ဘာထေကြီးကသူ့မျက်လုံးလေးသူပို့ကြည့်ပြီးတော့ဩမျက်စိပြန်ကောင်းသွားပါလားလို့သူ့မျက်စိသူပြန်ကင်ကြည့်နေတဲ့အချိန်မှာဘုရားရှင်ကိုရောမြတ်ကရှေသမီးသူ့ဘာထေကြီးငါသမီးဘယ်လိုဖြစ်ခဲ့တယ်လဲပြောဆိုတော့ခုနတော့အကြောင်းအရာအကုန်လုံးဘုရားလျှောက်ပြဘုရားကြောက်ပြတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကသင်ရရှိထားတဲ့ခန္ဓာကိုယ်ကြီးကတရားခံရှာလိုက်တော့သမီးရဲ့အမှုသမားလည်းပဲတရားခံမဟုတ်ဘူးဘာဖြစ်လို့တော့ဆိုတော့ခန္ဓာ၅ပါးကတရားခံပဲတဲ့ခန္ဓာ၅ပါးဟာဘာလဲငါသမီးခန္ဓာကငါသမီးကိုဒုက္ခပေးနေတာယဟန်သူတွေကိုမလာလောင်သွေးဆောင်ဖိတ်ပြီးတော့နေတဲ့ခန္ဓာကိုယ်ကြီးဟာလေးလေးလန်းလန်းနဲ့ဖေးရန်တွေကိုသာမျောပြီးတော့နေတယ်အဲ့တော့လူမရှိတဲ့လမ်းခီးမှာအမှုသဘာနဲ့တွေ့ပြီးငါသမီးအခက်ကြုံရတာတခြားကြောင့်မဟုတ်ဘူးငါသမီးခန္ဓာလို့ခေါ်တယ်ဒီခန္ဓာကိုဖားမသူတော်ကယဟန်သူတော်ကြီးကိုဖိတ်ခေါ်တာမျက်လုံးဖောက်ပြီးတော့ဒုက္ခရောက်ရတာကလည်းတခြားအကြောင်းကြောင့်မဟုတ်ဘူးလှနေတဲ့ငါသမီးရဲ့မျက်လုံးကြောင့်ပဲဖြစ်တယ်ဒီမှာသမီးဒီမျက်လုံးကောင်းတာလေးကိုငါသမီးပြန်ကြည့်လိုက်စမ်းမျက်လုံးတစ်ခုကိုလေသေချာနားထောင်တော့မျက်လုံးတစ်ခုကိုခန္ဓာနဲ့ဝေပါရင်တရားဉာဏ်ဖွင့်ပြီးတော့ငါသမီးကြည့်တာမျက်လုံးဟာမသိတာဘူးမသိတာယုတ်မသိတာပါတယ်လေမျက်လုံးကသူ့ကိုယ်သူမျက်လုံးလို့သိလား